မင်္ဂလာပါကျွန်တော်တို့ဝေကြီးပါဒီနေ့မှာတော့ကျွန်တော်တို့တရေ3កောင်ရှိတယ်ဆိုတော့အိမ်ထဲကိုတွားမှာပဲဖြစ်ပါတယ်ဟာလူလေးကဒီတကားရင်နေအောင်ခန်းနေလားမသိဘူးဒါတော့နည်းနည်းတော့မှောင်းတော့မှောင်းတယ်လက်နဲ့လားဟာဘုံနေတော့ဒီနည်းနည်းရှာကြည့်ရမယ်ဟောဖတ်ပေါက်ကိုရှားမှာလည်းတူတယ်ဟိုတရေ3កောင်တော့ဆိုတော့ပေါ်တီးတီးတော့မဟုတ်ဘူးလေနည်းနည်းတော့ရှောင်းတိတ်ပြီးတွားမှာဟာမင်းကိုကြီးတရေဟာတီဟာဒီမှာတော့ဟာစလာကျွန်တော်တရေနဲ့တွေ့နေတယ်အပေါက်ကဘာမှလည်းမသိဘူးဒီမှာအပေါက်ကတော်သေးတော့ပေါက်ကလေးတွေ့လို့ဟာဟုတ်သေးပါဘူးတကားဒီမှာဆုံးသွားလားမဟုတ်ပါဘူးတကားလေးရှိတယ်ဟာတရေမလာတော့တကားလေးတော့ပိတ်ထားအောင်ပါဟိဒီခန်းနဲ့ဝင်နေတော့ကောင်းမယ်တူတယ်ပေါ့ဟုတ်တယ်ဒီခန်းနဲ့အရင်ဆုံးဝင်နေတော့ဒီနေ့ပဲရှိုးကြည့်အောင်တရေတွေပဲရှိလာတော့ဒါတကားလေးတော့ပိတ်ထားလိုက်အောင်စိတ်ချအောင်ဟာလန့်သွားတာပဲဟာဘာတော့ဟာမင်းကလည်းအတန်တကားလေးပဲမခောက်ဘူးတန်လေးပဲပြေးတယ်ကွာဝင်လာရင်လည်းခေါ်ရတော့ကမင်းရောဆိုရင်နှစ်ကောင်ဆိုတော့ねအခေါ်လေးပဲရတော့ရှောက်တော့ကြည့်ရမယ်ဟဲ့အဲတရင်နဲ့တူတယ်ရောက်တိတ်မသွားနဲ့ဟာတရင်နဲ့တူတယ်ဟုတ်တယ်လူတသေးလားမသိဘူးမတိတ်မသွားနဲ့နော်ဟာတိုင်နောက်တင်ဆိုတာကြီးဟာတွေ့တာငါတရုပ်တော့မဆိုးတယ်မတေးပြီးငါတီးပြီးငါလိုက်ပြစ်နေပြီတနက်နဲ့တီးမယ်တီးရမယ်ဟာငါတနက်လိုက်ပြစ်နေပြီဟာတီးငါတော့မပြေခဲ့ဘူးတော့ကျန်ချောင်းစီအောင်ဟိုမရှိလာပြီတခါပြီဟိုမတေးမတယောက်ပေါ်လာမှထက်လာဟေးတီးမယ်အပေါက်ရှာမယ်တော့ရှာရအပေါက်မြင်ရှာမယ်ဒီဟာတရေရုပ်ကြီးပေါ်လာတတ်တယ်ဟာဩလန့်သွားတာပဲတရေလာလို့ကောင်မလေးကိုဟာတရေမဟုတ်ပါဟဲ့တရေနဲ့ကောင်မလေးတော့မခွဲခြားတတ်ဘူးဘာလို့မှနင်းအမပဲပတ်မနေနဲ့တရေထွက်လာတယ်ငါတော့မှပဲဒီထဲဝင်နေရတာဟာဘယ်ရောက်သွားတော့လိုက်ကြည့်အောင်ပါလေငါကတရေတွေ့တယ်ဒီတရေမှာတော့တီဘယ်သွားမှာတော့ဒီတရေမှာတော့တွေ့တယ်ပြီတခါတင်ငင်းပိတ်အေးတခါလေးတော့ပိတ်ထားခဲ့မှာငါတဲမှာတွေ့ခဲ့တယ်နင်းအမတွေ့လားနေတော့ကုန်းနေမှလည်းရမှာလေတွေ့ဟာသူတတဲလားမသိဘူးရောက်သွားတယ်တွေ့တော့ဟာဟုတ်တော့မဟုတ်သေးကွာသူကတော့တဲမဟုတ်တော့ဘူးမတွေ့တော့တယောက်တော့ဘာပဲဒီနားလေးတော့နေတော့ဝက်နေအောင်ပါတဲရတော့ဘွားကလေးထွက်လာမှတခြားနေပေါ်မှာလည်းအပေါက်နေတာပဲတက်သွားတာလားတက်သွားတာဘယ်ရောက်သွားလဲမသိတော့ဘူးဟာတော့မတွေ့ဘူးငါမသိဘူးဒီထွက်မလာပါဘူးနဲ့တော့စူတောင်းတာအောင်လေသူရုပ်တရက်ထွက်လာတာတည်းရှေ့ကမပေါ်မင်းနဲ့ရုပ်တရက်ကိုနောက်ပိုင်းထွက်လာတယ်ဒီနေ့ကတော်တော်လေးတော့အဲ့တဲတောင်တော်တော်ခြောက်တာရုပ်တရက်ထွက်လာတာရေစိုးတယ်ဘယ်ရောက်သွားတယ်မျိုးမောင်ဝါးကြီးကဟေးမနောက်ကောင်နော်ရုပ်တရက်ထွက်မလာနော်ထွက်လိုက်ရှေ့ထွက်လာနော်ဝေးကြီးကွာမကြောက်ဘူးကွာကြောက်တော့ပြောတာအတန်ကြီးတုံးနေပြီရှာရတယ်အေးဟောတန်ချေချင်းတော့တွေ့ထောင်ချောက်စင်လာတာကွာတရေထောင်ချောက်စင်လာတရေထောင်ချောက်လားလူစင်လာတဲ့ထောင်ချောက်လားဟာမင်းကတော့နင်းမိပါလေကံကောင်းလို့မသိဘူးအဲ့မင်းတော့တေးငါပုံးငါပုံးနေမှာတေးဟေးဘယ်ဝင်လာလဲဟောတော်မင်းတော့တေးပါတယ်မဟုတ်လားတော်မင်းတော့တေးပါတယ်ဟောတော့မတော်ခါမပိတ်ခဲ့ဘူးကွာ respect မရှိဘူးကွာတခါလေးပဲပိတ်မထားဘူးဒီနားမှာလုံခြုံမနေတော့ထည့်တယ်ပေါ့ခုကငါဟိုထွက်ပေါက်တော့မရှာမယ်နဲ့တရေလိုက်ရှောင်နေရတဲ့ပုံစံထည့်နေတရေကြီးခဏပေါ်လာဒီလိုပေါ့ထွက်ရင်ကောင်းမလားစဉ်းစားလိုက်ဘာလဲထွက်တော့ကြည့်လိုက်မှာကွာတရေရှိလားမရှိတော့မတွေ့တော့ကွာဟုတ်ဒီကွာအဲ့ခုနတနက်နဲ့ဟိုတက်သွားတဲ့ကောင်ဟိုတနက်နဲ့တက်သွားတဲ့ကောင်တင်ပိတ်တာခဏပုံးနေအောင်ဟိုစိုးတယ်ဟိုတနက်လိုက်ပြက်တာဒီကောင်ကရှာကြည့်လိုက်အောင်ဒီထဲမှာလည်းနေတော့ရှာကြည့်လိုက်အောင်ဆိုမရှိတော့မတူဘူးမရှိတော့ရှိသေးတယ်ဟိုအဲ့မသွားဘူး
အောက်ကိုပဲဆင်းတော့မယ်ကွာအပေါ်မတက်တော့ဟာမတဲဖွိုင်းတဲဖွိုင်းဒုံးနဲ့တဲဖွိုင်းရောက်တကားဖွင့်ရောက်တကားဖွင့်ပြီးအောင်ငါတရားတော့ဟာနင်းတင်ထွက်သွားတယ်တော့ငါနဲ့မနေချင်ဘူးနဲ့တူတယ်တင်ထွက်သွားတယ်သူမလိုပဲပေါ့ကွာဟာအဲ့ဘာရေရုပ်ပြပေါ်လာလို့ကနေတောင်မူးနဲ့တီးရွာလို့တည်နေဦးမယ်လေးထိုင်ဆရာမခဏနေဦးမှာပြီးတော့မှထွက်မှာဘူးလို့ဆိုတော့တည်စီတော့မတူဘူးတရေတွေပဲရှောင်ရတာပဲ